ပင်္ဂလာပါဒီမဝဒီနေ့ရွှေဆက်တော်ရောက်နေတာပါရှင့်ရွှေဆက်တော်ဒီနေ့မနက်စောစောပေါ့နော်ညဒီမှာညအိပ်ပါတယ်ရွှေဆက်တော်ရဲ့အခြေအနေလေးတွေကိုပြောပြချင်လို့ပါရွှေဆက်တော်မှာအခုဆိုလို့ရှိရင်တဲချောင်းလေးတွေကတချို့နေရာလေးတွေကဆောက်လို့မပြီးသေးပါဘူးဒါပေမဲ့နေလို့ထိုင်လို့ကောင်းပါတယ်ဈေးသည်တွေတော့အစုံတော့မရောက်သေးပါဘူးသူတို့လာပြီးရောက်မှပဲဈေးသည်တွေအကုန်လုံးစုံမှာပေါ့နော်အခုအချိန်ကတော့အေးအေးဆေးဆေးဖူးချင်နေအတွက်ဖူးချင်တဲ့သူတွေအတွက်ဒီအချိန်ကအကောင်းဆုံးပဲနော်6ရီလေးရလဲဒီလိုအခြေအနေလေးနော်ကြည်ကြည်လင်းလင်းလေးနဲ့တချို့တဲချောင်းလေးတွေကအခုမှဆောက်လုပ်ဆက်လက်စာလေးတွေပဲရှိသေးတယ်ပေါ့နော်မပြီးသေးဘူးပြီးတဲ့တဲချောင်းတွေလည်းပြီးနေပြီဒါပေမဲ့ဒီနေရာမှာကဘာတွေမစီကားသေးဘူးလဲဆိုတော့ဈေးသည်တွေမစီကားသေးဘူးဈေးသည်တွေကလာပြည့်ကြော်မှာပဲအားလုံးရောက်လာကြမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်အနောက်မှာမြင်နေရတာကတော့အောက်ဆက်တော်ရဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်အထက်ဆက်တော်ရပါအထက်ဆက်တော်ရပါဟိုဘက်ချမ်းကအထက်ဆက်တော်ရပါပြီးလို့ရှိရင်အောက်ဆက်တော်ရကောအထက်ဆက်တော်ရကောအားလုံးဖူးရအောင်မဝါကရိုက်ပြီးမယ်နော်ဆိုင်လေးတွေကတော့အခုလိုမျိုးချက်ကက်ကက်လေးတွေပေါ့နော်ဆိုင်လေးတွေတော့အစုံရှိသေးပါဘူးခုမှဆိုင်ကန်းလေးတွေစပြီးတော့နေရာယူတော့လေးပါနော်ဒီမှာကတော့ထုံးစံအတိုင်းပေါ့မြစ်6တို့မိုး6တို့မိုးကြောက်မြစ်6ရှိအစုံရှိတယ်ဆေးမြစ်တွေရှိတယ်နော်မကြီးသီးတွေမကြီးသီးပဲဈေးလက်ကိုကြီး1200တပိတ်တာကို1200အလေးပြေလားအလေးပြေလေးအော်ကိုကြီးတွေ့မနေ့တော့ဆေးမြစ်လာရောက်နေတဲမှာမှတ်မိတယ်အပြန်ကျရင်အားပေးမယ်နော်ဟုတ်ကဲ့ခင်ဗျာဟုတ်အလေးပြေတာချိန်ပေးအားပေးမယ်ဟုတ်ကဲ့အားပေးမယ်ကဲဒါလေးတွေကတော့ဆေးမြစ်စုံနေပါနော်ဆိုင်ငန်းတွေကတော့အကုန်လုံးမဝင်သေးဘူးပေါ့နော်အများကြီးပဲကြံနေပါသေးတယ်ဒါတချို့တော့ခုမှစပြီးခင်းချင်းနေတဲ့ဆိုင်တွေပေါ့အားရပါပြီဒါဟိုကတင်းကြီးပုတ်တရင်ကြီးပုတ်သူကကိုကြီးဒီအခောက်လေးရပါပြောလားကောင်းချွေတယောလားဩတယောဇီးလေးတွေဟုတ်ကဲ့ဒီဟာတွေရောဒါတင်းပုတ်အဲ့ကောင်ဝင်ဦးမြင့်နဲ့ညော်ကန်မြင့်ဩအညော်ကန်မြင့်တို့ဝင်ဦးမြင့်တို့ဟုတ်ကဲ့ဟောကျော်ခါနာဒူးနာဒါခွေးလေးရစီလားဩဒါလေးတွေကခွေးလေးရစီလေးတွေဟုတ်ပါပြီဘောလုံးကြီးလားစားဦးကဲဆိုင်ငန်းလေးတွေကတော့အများကြီးကြံနေပါသေးတယ်ဖြည့်ဖို့နော်ဒီမှာဆိုင်ငန်းတွေနောက်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီနေရာကဈေးသည်တွေအားလုံးစီကားလာတော့မှအခုလောလောဆယ်ကတော့ဒီလိုအခြေအနေလေးနဲ့ရှိပါတယ်ရှင်ဒါကတော့ရွှေဆက်တော်ရဲ့အဓိကရောင်းကုန်ဖြစ်တဲ့တနခါပေါ့နော်ရွှေဆက်တော်ရောက်ရင်အရင်တော့ဆိုရင်လူတိုင်းကမဖြစ်မနေဒီကတနခါကိုအရန်ကြိုက်ကြပါတယ်မှုလဲမှုတယ်ပေါ့နော်တနခါလေးစစ်တယ်ဆိုပြီးတော့ဝယ်ကြတယ်အခုလဲတနခါလေးတွေကစိုက်စုံလေးရှိတယ်အမြင့်ကလေးတွေကောဂိုင်းပြားလေးတွေကောအချမ်းပွေးတွေကောဆုံးရှိပါတယ်ဆိုင်လေးတွေကတော့အများကြီးမစုံသေးပါဘူးเนาะဒီလောက်နေထားပဲကဲအခုဆို6ဆက်ရောက်ပြီဒါမနက်ခင်းဒီမှာလာရောက်နေကြဈေးတယ်လေးတွေเนาะငါးလေးတွေကဲဒီမှာရွှေဆက်တော်ရဲ့အောက်ဆက်တော်ရာကိုဆက်စပြီးဝင်ပြီဆိုလို့ရှိရင်ဒီနားမှာပခုတ်ကူနီလာမြင့်ဆိုတဲ့ရှင်မရောင်တနခါဆိုင်လေးရှိတယ်เนาะဒီမှာဆိုရင်တနခါတွေမျိုးစုံရတယ်เนาะတုံးတို့ထည့်သွားလိုက်နော်ဒါကတော့ဒီမှာခေါင်းရွက်ဈေးတယ်လေးတွေကဒီလိုမျိုးလေးတွေလာရောက်နေငါးလေးတွေကိုဖက်ကလေးတွေနဲ့ကျွတ်ဆက်တော့ရောက်ပြီလို့ဆိုသိပါတယ်ဒီမှာငါးလေးတွေအသားလေးတွေဒီလိုမျိုးတွေရောက်တာကဲဒါအထက်ဆက်တော်ရနဲ့အောက်ဆက်တော်ရဘက်ကိုကူးတဲ့တရားလေးကိုရောက်ပါပြီဒါကတော့ချောင်းရည်နေထားပါနော်ချောင်းရည်ကတော့အပြည့်ပါပဲချိုးလို့လည်းအရန်ကောင်းတယ်မနေ့ကဆိုမောတို့တွေချိုးတာတက်တောင်မတက်ချင်ဘူးနော်ဒီထဲမှာအရန်ကိုနေလို့ကောင်းတယ်ဒါကတော့အထက်ဆက်တော့ရအောင်အခုဒီကနေပြီးတော့ဖူးလို့ရနေပါတယ်ရေစက်ဘက်တဲတွေကတော့ဒီဘက်တစ်ချမ်းတွေကတော့အကုန်လုံးပြီးနေပါပြီပေါ့နော်ကဲဆိုင်ငန်းတွေကတော့နေရာလေးတွေတော့သတ်မှတ်ထားပြီးပါပြီเนาะရောင်းမဲ့သူတွေတော့မရောက်လာကြသေးပါဘူးရှင်ဒါပေမဲ့ဒီမှာထမင်းစားဖို့တော့ဘာလို့တော့စင်းသေးရှိပါတယ်ဆိုင်လေးရှိလက်ဖေးဆိုင်လေးရှိရယ်အခုလောလောဆယ်ဒီမှာဆိုင်ကြီးဆိုလို့ရင်တော့ဒီဆိုင်လေးတစ်ဆိုင်တော့ရှိတယ်ပေါ့နော်ကိုသိန်းဆိုတဲ့နာမည်နဲ့မြန်မာထမင်းဟင်းတွေလည်းရတယ်မနက်စာတဖေတို့အီကြာကွေးတို့ရန်ကုန်မုံဟင်းကားတို့အဲ့ဒါတွေလည်းရတယ်ပေါ့နော်ဝင်စားလိုက်အောင်မနော်